ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေကြိုဆိုပါရစေဒီနေ့ recap ပြုလုပ်ပေးသွားမယ့်ရုပ်ရှင်လေးကတော့အဖိုးအကြီးတယောက်ကသူနဲ့အသက်ချင်းကွာခြားတဲ့ကောင်မလေးတယောက်ကိုချစ်မိသွားပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့သူရဲ့စိတ်အာသီးသားတွေသူမအကြောင်းကိုဝတ္ထုတစ်ပုဒ်အဖြစ်နဲ့ဖန်တီးလိုက်ပြီးတဲ့နောက်မှာတွေ့ကြုံလာရတဲ့ပြဿနာတွေနဲ့ဘာတွေဆက်ဖြစ်သွားမလဲစိတ်ဝင်စားသွားကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဇလန်ကောင်းလေးကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားခဲ့ဖို့နဲ့ VPN ဖွင့်ပြီးကြည့်ပေးကြဖို့မြစ်တာရက်ခံအပ်ပါတယ်တောင်ကိုရီးယားနိုင်ငံမှာနာမည်ကြီးကဗျာဆရာတယောက်ရှိပါတယ်သူနာမည်ကတော့လီပါလီကတော့ဝေထုကဗျာတွေပဲရေးနေပြီးဘဝကြီးကိုတယောက်တည်းအထီးကျန်စွာဖျက်ဆီးနေပါတယ်ဂျီဘူးကတော့နာမည်ကြီးလူငယ်ကဗျာဆရာတယောက်ဖြစ်ပြီးသူကလီရဲ့တပည့်ရင်တယောက်ပဲဖြစ်ပါတယ်ဂျီဘူးကသူအားတဲ့အချိန်တိုင်းသူ့ဆရာအိမ်ကိုသွားကဒမင်းချက်အိမ်တွင်းတန်ရှင်းစတဲ့အိမ်မိုးကိစ္စတွေပြုလုပ်ပေးပါတယ်တရက်မှာတော့လီရဲ့အိမ်ရှိကလတ်ထဲမှာကောင်မလေးတယောက်အိမ်နေတာကိုလီနဲ့ဂျီဘူးတို့မြင်တွေ့လိုက်ပါတယ်အဲဒီကမှဂျီဘူးကနေကဘာတူလဲဘလို့ဖြစ်လို့ဒီကိုရောက်နေတာလဲလို့မေးတဲ့အခါမှာကောင်မလေးရဲ့သူ့နာမည်ကအွန်ကျူးပါချန်စီယိုမှာရှိတဲ့လေကားလေးကနေဒီကိုရောက်လာခဲ့တာပါလို့ပြောပြလိုက်ပြီးလီနဲ့ဂျီဘူးကိုနှုတ်ဆက်ကထွက်သွားခဲ့ပါတယ်အောင်ကျူထွက်သွားခဲ့တဲ့ခါမှာအဖိုးကြီးကတော့ကောင်မလေးကိုတေချာလိုက်ကြည့်နေခဲ့ပါတယ်။ညဘက်ရောက်တဲ့ခါမှာဇရာတပည့်နှစ်ယောက်အရက်တူတူတောက်နေကြပြီးဂျီဝူကဟိုနေ့ကဇရာအိမ်ရှိမှအိမ်နေတဲ့ကျောင်းသူလေးကအချိန်မှအလုပ်ရှာနေတာလို့ပြောပြတဲ့ခါမှာအဖိုးကြီးကသူမကိုသူ့ရဲ့အိမ်ပေါ်ဖြစ်နေလို့ဖို့ပြောခိုင်းလိုက်ပါတယ်။ဒီလိုနဲ့စနေနေ့ရောက်တဲ့ခါမှာအောင်ကျူလေးလီရဲ့အိမ်ကိုရောက်လာခဲ့ပြီးဒမင်းချက်တန်ရှည်စတဲ့အိမ်မိုးကိစ္စတွေလုပ်ပေးပါတယ်။ကောင်မလေးကိုစမြင်တွေကစိတ်ဝင်စားနေတဲ့ကြပြားဆရာကြီးလီကတော့အောင်ကျူလိုသမျှတွေကိုလိုက်ပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်။အောင်ကျူကမန်နီကိုတန်ရှင်းလုပ်နေရင်သူမရဲ့ခန္ဓာကိုယ်တွင်းသားတွေပေါ်သွားတာမြင်လိုက်ရတဲ့လီတယောက်စိတ်တွေမထိန်နိုင်ဖြစ်ခဲ့ပါတယ်။တကယ်တော့ကြပြားဆရာဖိုးကြီးရဲ့အဖြစ်ကနှုံမြန်းနှုတ်ချက်တဲ့ခြေနေဖြစ်နေပြီးအုံကျုံနဲ့တွေ့မှသူ့ရဲ့စိတ်တွေကပြန်လည်နှိုးထလာခဲ့တာပါ။မိုးရီတဲတဲမဲမဲရွာနေတဲ့တညမှာတကားခောက်တန်ကြောင့်လီတယောက်အိတ်နေရာကနေနှိုးလာခဲ့ပါတယ်။တကားကိုပွင့်ကြည့်တဲ့အခါမှာမိုးရီတွေဆိုနေတဲ့အုံကျုကိုမြင်တွေ့လိုက်ရပြီးသူမရဲ့အမေနဲ့ရန်ဖြစ်လို့အိမ်ကနေထွက်လာခဲ့တာလို့ပြောတဲ့အခါမှာအဖိုးကြီးအုံကျုကိုအိမ်ထဲကိုဝင်ခါလိုက်ပြီးတော့သူ့ဝေစားတွေပေးကအဝေးလဲခါလိုက်ပါတယ်။အိမ်တော်အုံကျူရဲ့ဝေစားတွေခြောက်သွားအောင်ဒရယာနဲ့မှုတ်ပေးနေကြမှာအုံကျူကတော့လီရဲ့အိမ်ယာပေါ်မှာအိတ်ကစကားတွေပြောနေခဲ့ပါတယ်။အုံကျူရဲ့အောက်ပိုင်းလာတွေကိုမြင်တွေ့ရတဲ့အခါမှာလီတယောက်စိတ်တွေကရောက်ခဲ့ရဖြစ်နေခဲ့ပါတယ်။ဒီနေ့အုံကျူလည်းလီရဲ့အိမ်မှာပဲညအိတ်လိုက်ပြီးမနက်ရောက်တဲ့အခါမှာအုံကျူကလီရဲ့အိမ်ယာပေါ်ကိုရောက်နေခဲ့ပါတယ်။အဖိုးကြီးလည်းအိပ်ပျော်နေတဲ့အုံကျူကိုကြည့်နေရင်ကောင်မလေးရဲ့တတူကိုမြင်သွားခဲ့ပါတယ်။အဲဒီချိန်မှာဂျီဝူရောက်လာပြီးအိမ်ထဲမှာအုံကျူရောက်နေတာကိုမြင်တွေ့ရတဲ့အခါမှာအံ့ဩသွားခဲ့ပါတယ်။အုံကျူမနက်စာပြေးစင်းနေချိန်မှာဂျီဝူကသူ့ရဲ့ဆရာကပေါင်းမို့တွေမကြိုက်ဘူးလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့အုံကျူကသူပြင်ထားတဲ့မနက်စာကိုအဖိုးကြီးစီယူသွားပြီးတဲ့အခါမှာအဖိုးကြီးတယောက်မနက်စာကိုပျော်ရွှင်စွာနဲ့စားသွားနေခဲ့ပါတယ်။အိမ်နောက်ပြင်သွားဖို့ပြင်ဆင်နေတဲ့ချိန်မှာအုံကျူကညကမိုးချင်းတန်တွေကိုကြောက်လို့အိပ်ရာပေါ်မှာလာအိတ်တာဖြစ်ကြောင်းနောက်ပြီးတော့သူမဟာကတက်တူးမဟုတ်ပဲဒန်းဆိုးရတာဖြစ်ကြောင်းအဖိုးကြီးရှင်းပြလိုက်ပါတယ်။ဒီလိုနဲ့သူတို့တွေအတူတူတောင်ပေါ်တက်သွားခဲ့ပြီးတောင်ထိပ်တင်နေရာမှာအုံကျူကမှန်ကြီးကအလှပြင်နေချိန်မှာအနောက်ကနေဂျီဝူလှမ်းထိလိုက်တာကြောင့်အုံကျူရဲ့မှန်ကလေးပြုတ်ကျသွားပါတယ်။မှန်ကလေးပြုတ်ကျသွားတဲ့အတွက်အုံကျူတယောက်ငိုနေပြီးဒီမှန်လေးကသူမအမေမွေးနေ့လက်ဆောင်ပေးထားတာလို့ပြောကဂျီဝူကိုညံတွေ့လိုက်ပါတယ်။ဂျီဝူကတော့သူ့အစ်စ်ပြန်ဝေပေးမယ်လို့ပြောနေချိန်မှာအဖိုးကြီးရောက်လာကတောင်စောင်းမှာတည်နေတဲ့မှန်ကလေးကိုတွားယူပေးခဲ့ပါတယ်။သူမရဲ့မှန်ကလေးကိုစွတ်စွတ်စားစားတွားယူပေးတာကြောင့်အုံကျူလည်းအဖိုးကြီးကိုဖတ်လိုက်ကကျေးဇူးတင်နေခဲ့ပါတယ်။နောက်ရက်ရောက်တဲ့အခါမှာအဖိုးကြီးစီကိုအုံကျူရောက်လာပြီးသူမရင်ဘတ်ပေါ်ကဒန်းဆိုးထားသလိုအဖိုးကြီးကိုလည်းအဲ့ဒီတန်းလုပ်ပေးဖို့ကြိုးစားပါတယ်။အဖိုးကြီးသူမပေါင်ပေါ်မှာခေါင်းဝန်းခိုင်းပြီးတော့အဖိုးကြီးရင်ဘတ်ပေါ်မှာဒန်းဆိုးပေးခဲ့ပါတယ်။အဖိုးကြီးကတော့ကောင်မလေးရဲ့အထီးတွေမှာတာယာသွားပြီးသူရဲ့ကောင်မလေးနဲ့ချစ်ကြည်နူးနေတဲ့အခြေအနေတွေကိုစိတ်ကူးယဉ်ပြီးသွားပါတယ်။အိမ်နောက်သူ့ရဲ့စိတ်ကူးတွေကိုဝတ္ထုတစ်ပုဒ်ဖြစ်နေရေးချလိုက်ပါတယ်။ဒီလိုနဲ့တညမှာဂျီဝူကအဖိုးကြီးနာမှာအုံကျူတစ်ချင်လုံးရှိနေတာကိုစိတ်မချဖြစ်ကအုံကျူကိုသူ့အိမ်လာဖို့ခေါ်လိုက်ပြီးအုံကျူကိုအဖိုးကြီးနာကထောက်သွားဖို့ပြောလိုက်ပါတယ်။အုံကျူနဲ့ဂျီဝူတို့ရုံးရင်ဆန်ခိုက်ဖြစ်ခဲ့ကြပြီးတော့အုံကျူတယောက်ဒဏ်ရာရသွားခဲ့ပါတယ်။အဲဒါကြောင့်မဂျီဝူလည်းအခြေအနေတွေကိုထိလိုက်ပြီးတော့အုံကျူကဂျီဝူရေးထားတဲ့စာအုပ်တုပ်ကိုယူကပြန်သွားခဲ့ပါတယ်။နောက်ရက်ရောက်တဲ့အခါမှာအုံကျူကအဖိုးကြီးစာမှုတွေတင်ထားတဲ့တရကြီးကိုနေရာရှိဖို့လုပ်နေကြတာဂျီဝူမြင်သွားခဲ့ပြီးမလုပ်ဖို့တားလိုက်ပါတယ်။ဒါပေမဲ့အုံကျူကဂျီဝူပြောတာကိုနားမထောင်ပဲအတင်းရှိဖို့လုပ်တဲ့အခါမှာဂျီဝူလည်းအုံကျူရဲ့ကားကိုဖတ်လိုက်ပြီးမလုပ်ဖို့တားလိုက်ပါတယ်။အဲဒီချိန်မှာပဲအဖိုးကြီးအိမ်ပြန်ရောက်လာလို့အုံကျူကအဖိုးကြီးကိုသွားကြုံနေတော့ဂျီဝူကတစ်တာထဲမှာရှိနေတဲ့အုံကျူကြောင့်ရေးထားတဲ့ဝတ္ထုကိုမြင်တွေ့လိုက်ပါတယ်။အဖိုးကြီးရောက်လာတဲ့အခါမှာတစ်တာကိုနေရာတကျပြန်ရှိဖို့ပြောလိုက်ပြီးဂျီဝူကအဖိုးကြီးကိုတွေ့ဆုံပွဲတက်ရောက်ဖို့ဖိတ်စာပေးလိုက်ပါတယ်။အုံကျူကသူမလည်းလိုက်ချင်ကြောင်းပြောတဲ့အခါမှာအရေးကြီးလူကြီးတွေနဲ့တွေ့ရမှာမို့လို့အဖိုးကြီးကနောက်မှနှစ်ယောက်တည်းတက်တက်သွားကြမယ်လို့ချော်ပြီးပြောလိုက်ပါတယ်။တွေ့ဆုံပွဲရောက်တဲ့အခါမှာကြပြားဆရာကြီးလီကိုလေးစားလို့လီရဲ့စာပေတွေကိုပြတိုက်ဖို့ပြောလိုက်ပါတယ်။အဲဒီအခါမှာလီကငါသေးမှပဲပြတိုက်ဖွင့်ကြအခုတော့ငါအသက်ရှင်နေသေးတယ်လို့ပြောကတွေ့ဆုံပွဲကနေထွက်ခဲ့ပါတယ်။အဲနောက်ဘိုးကြီးလီကအုံကျူကျောင်းပြန်သွားကြိုခဲ့ပြီးနှစ်ယောက်သားတူတူချင်းနေကုံဆုံးခဲ့ပါတယ်။အဲဒီချိန်မှာဂျီဝူကအဖိုးကြီးရေးထားတဲ့အုံကျူကျောင်းစာမိုးကိုခိုးယူသွားပါတယ်။နောက်တစ်ကြမှာတော့အဖိုးကြီးစီကိုပြတိုက်ဖွင့်ဖို့တာဝန်ခံတယောက်ရောက်လာပြီးစာပေပြတိုက်စာအထိမ်းမှန်ပြတိုက်လို့နာမည်ပြောင်းလိုက်ကြောင်းပြောပြပြီးတဲ့နောက်မှာဂျီဝူရဲ့နောက်ဆုံးထွက်ထားတဲ့ဝတ္ထုအသေးကြောင်းသိလာလို့မေးလိုက်ပါတယ်။ဝတ္ထုစာအုပ်နာမည်ကအုံကျူလို့ပြောလိုက်တဲ့အခါမှာအဖိုးကြီးလည်းရှော့ရသွားပြီးချင်းစာအုပ်ဆိုင်ကိုသွားကဂျီဝူရဲ့စာအုပ်ကိုဖတ်ကြည့်လိုက်ပါတယ်။စာအုပ်ကသူရေးထားတဲ့ဝတ္ထုဖြစ်နေတာသိသွားခဲ့ပြီးသူ့ရဲ့ဝတ္ထုကိုခိုးယူသွားခဲ့တဲ့ဂျီဝူကိုဒေါသဖြစ်နေခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာဂျီဝူလည်းအဖိုးကြီးစီကိုရောက်လာပြီးအဖိုးကြီးကမင်းမလို့ငါဝတ္ထုကိုခိုးယူသွားတာလေလို့မေးလိုက်ပါတယ်။ဂျီဝူကဒီလောက်ကောင်းတဲ့ဆရာဝတ္ထုတွေကိုအလဲအသက်ဖြစ်မခံနိုင်ဘူးလို့သူယူခဲ့တာပါလို့ပြောလိုက်ပါတယ်။တကယ်တော့ဂျီဝူရဲ့နာမည်ဂျီဝူတို့စာအုပ်တွေကအဖိုးကြီးလီရဲ့လက်ရာတွေပါ။အဖိုးကြီးကသူ့ရဲ့ထီးကျန်နေတဲ့ဘဝကြီးကိုဂျီဝူကဖော်လာလုပ်ပေးနေတာကြောင့်သူရေးထားတဲ့ဝတ္ထုကောင်းတွေကိုလာစာနေနဲ့ပေးနေခဲ့တာပါ။
ဂျီဘူးကအခုဝိတုအကြောင်းကဆယ်ကျော်သက်ကောင်မလေးနဲ့ဇရာလိုတက်ကြီးနေသူရဲ့အချစ်အကြောင်းအနေနဲ့ထုတ်ဝေလိုက်မယ်ဆိုရင်မဖြစ်သင့်ဘူးလို့ပြောတဲ့အခါမှာအဖိုးကြီးကဂျီဘူးကိုဒေါသထွက်သွားပြီးသူစီးထားတဲ့ဖက်နဲ့ပါးလိုက်ပါတယ်အဖိုးကြီးနဲ့ဂျီဘူးတို့နှစ်ယောက်ရုံးရင်ဆက်ကပ်ဖြစ်နေကြမှာအုံကျူရောက်လာပြီးအချင်းတွေကငြိမ်သက်သွားပါတယ်ဂျီဘူးလည်းအဖိုးကြီးကိုစိတ်ဆိုးကအိမ်ပြန်သွားခဲ့ပြီးညဘက်ရောက်တဲ့အခါမှာအုံကျူကအဖိုးကြီးစီကိုရောက်လာပါတယ်ဒါပေမဲ့ဖိုးကြီးကတကားတွေအားလုံးပိတ်ထားတာကြောင့်အိမ်ထဲကိုဝင်မရဖြစ်ခဲ့ပြီးစပွဲကုံပေါ်ကဂျီဝူရဲ့ဝတ္ထုကိုမြင်တွေ့သွားပါတယ်။အိမ်တော်အုံကျူကစာအုပ်ကိုဖတ်ကြည့်တဲ့အခါမှာဂျီဝူကိုတောတွေ့လိုက်ပြီးဒီစာအုပ်ကရှင်ရေးခဲ့တာလား။နှစ်ယောက်တူတူတန်းဆိုတဲ့အကြောင်းအရာတွေကိုရှင်ကဘလို့သိတာလဲလို့မေးတဲ့အခါမှာဂျီဝူကဆရာကြီးကသူ့ကိုအကုန်ပြောပြကြောင်းလင်းလဲပါတယ်။တကယ်တော့စာအုပ်ထဲမှာအုံကျူရဲ့လာတရားတွေကနတ်ဘုရားမတယောက်လာတင်စားကရေးထားတာဖြစ်ပြီးအုံကျူကသူမအလှကိုဒီလိုမျိုးတင်စားပြီးလို့ဂျီဝူကိုကျေးဇူးတင်နေခဲ့တာပါ။ဒီလိုနဲ့ဂျီဝူကအုံကျူကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ပြီးကားပေါ်မှာအုံကျူကိုနားလိုက်ပါတယ်။နောက်ရက်ရောက်တဲ့အခါမှာဂျီဝူခိုးယူထားတဲ့ဝတ္ထုကအကောင်းဆုံးစာပေစုရရှိခဲ့ပြီးစာပေပွဲအခမ်းအနားကိုဆရာကြီးလီလက်တက်ရောက်ခဲ့ပါတယ်။လီကစာပေစုရရှိသွားခဲ့တဲ့ဂျီဝူကိုဂုဏ်ပြုစကားပြောခဲ့ပြီးအဖိုးကြီးတယောက်ရဲ့ချစ်ချင်းကိုကြပြလေးတစ်ပုဒ်နဲ့တင်စားပြီးတဲ့အခါမှာအောက်ကလူတွေလည်းလက်ခုပ်တန်နေနဲ့အားပေးလိုက်ကြပါတယ်။ဒီလိုနဲ့အဖိုးကြီးရဲ့မွေးနေ့ရောက်တဲ့အခါမှာအုံကျူလည်းမွေးနေ့ကိတ်တင်နဲ့ရောက်လာပြီးသူတို့နှစ်ယောက်တည်းမွေးနေ့ပွဲကျင်းပဖို့ပြင်ဆင်နေကြတော့မှဂျီဝူရောက်လာခဲ့ကသူဆရာရဲ့မွေးနေ့ကိုလာရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။အဲ့နောက်မွေးနေ့လက်ဆောင်ပေးပြီးပြန်ဖို့လုပ်နေတဲ့ဂျီဝူကိုအဖိုးကြီးကတူတူတောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။အရမူးလာတဲ့ခါမှာဂျီဝူကနောက်ဘဝမှာအဖိုးကြီးကိုသူ့ရဲ့တပည့်ဖြစ်နေဖြစ်စေခြင်းပြီးအိမ်မူကိစ္စအနေနဲ့သူ့ရဲ့ခိုင်းဘက်ဖြစ်နေရှိစေခြင်းနဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီကမှာဖိုးကြီးလည်းထန်နေရာကနေထားလိုက်ပြီးအုံကျူကိုအိမ်ပြန်ခိုင်းလိုက်ခါဂျီဝူကိုတွားရိုက်ခိုင်းလိုက်ပါတယ်။အဖိုးကြီးအိမ်ယာဝင်သွားတဲ့အချိန်မှာအုံကျူကဂျီဝူစီကိုတစ်တိလေးတွားခဲ့ပြီးအဖိုးကြီးလည်းမတင်ကားလို့တွားချောင်းကြည့်တဲ့အခါမှာဂျီဝူနဲ့အုံကျူတို့နှစ်ယောက်လည်းချစ်ကြည်နူးနေတာမြင်တွေ့လိုက်ရပြီးတဲ့နောက်အဖိုးကြီးတယောက်စိတ်ထိခိုက်သွားခဲ့ပါတယ်။သူသဘောကျနှိမ့်သက်ခဲ့ရတဲ့ကောင်မလေးကိုတပည့်ပြည်သူကအကွက်ကျော်ရိုက်သွားတာကြောင့်တယောက်တည်းပေါက်ကွဲနေပြီးဂျီဝူရဲ့ကားကိုကားပေးပေါအောင်ပြုတ်လို့ခါသူ့ကားကိုယူသွားအောင်ပြုတ်လို့ထားခဲ့ပါတယ်။တကယ်တော့သူ့ရဲ့ကားမလေးလက်ကင်ကိုဖျက်ဆီးအောင်ပြုတ်လို့ထားပြီးဂျီဝူကကားမောင်းသွားတဲ့အခါမှာလမ်းမှာအက်ဆီဒန့်ဖြစ်အောင်လို့ဖန်တီးထားတာပါ။မနေ့ရောက်တဲ့အခါမှာဂျီဝူလေးဆရာဖြစ်သူရဲ့ကားကိုယူပြီးမောင်းသွားတဲ့အခါမှာလန်တန်နီယာအရက်မှာကားဆက်ပြက်ပြီးကားဘုတ်ရုပ်ကိုရောက်သွားခဲ့ပါတယ်။ဟိုရောက်တဲ့အခါမှာဆက်ပြင်ဆရာကကားအင်ဂျင်ကိုဘယ်သူကလိထားတာလဲလက်ကင်ကိုထိန်းချုပ်လို့မရအောင်လှုပ်ထားတယ်လို့ပြောလိုက်ပါတယ်။အဲဒီကမှာဆရာဖြစ်သူကသူ့ကိုလှုပ်ကြံတဲ့အကြောင်းအရာအလုံးကြည့်ဝူးသိသွားခဲ့ကသူ့ကိုတားတယောက်လိုသဘောထားတယ်ပြောနေပြီးဒီလိုမျိုးလှုပ်ရက်တယ်လို့တီးမိကဒေါသတွေနဲ့အဖိုးကြီးစီကိုပြန်သွားလိုက်လမ်းမှာကားမောက်ပြီးတော့အက်ဆီဒန့်ဖြစ်သွားပါတယ်။အဲဒီမှာဖိုးကြီးကငါကြည့်ဝူးကိုတတ်လိုက်မိပြီလို့အုံကျူးထံကိုအတမက်ဆေ့ပို့လိုက်ပြီးအုံကျူးလည်းကားအက်ဆီဒန့်ဖြစ်တဲ့နေရာကိုရောက်သွားခဲ့ပါတယ်။အုံကျူးကကြည့်ဝူးကိုအဖိုးကြီးတတ်လိုက်တာကြောင့်အဖိုးကြီးကိုမုန်းတီးနေခဲ့ပါတယ်။အချိန်များစွာကြာပြီးတဲ့နောက်မှာအုံကျူးတယောက်ဂျီဝူးရေးထားတဲ့ဝတ္ထုကိုပြန်ဖတ်ကြည့်ရင်ဒီစာရီကအဖိုးကြီးကသူမအကြောင်းကိုရေးထားတဲ့စာရီဖြစ်နေမှန်းသိသွားခဲ့ပါတယ်။အားကြောင့်အုံကျူးလည်းသူ့ရဲ့လုပ်ရက်တွေကိုနောင်တရသွားကအဖိုးကြီးစီကိုသွားခဲ့ပြီးတော့တောင်းပန်လိုက်ပါတယ်။အဖိုးကြီးကတော့သူ့နားမှာတယောက်မှမရှိတော့တာကြောင့်ထီးချန်ပြီးအရက်တိပဲတောက်နေခဲ့တာပါ။အရက်သမားလုံးလုံးဖြစ်နေခဲ့ပါတယ်။အုံကျူးကသူ့မအကြောင်းကိုလှပစွာရေးသားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းသူ့ရဲ့လုပ်ရက်တွေကိုနောင်တရမိကြောင်းပြောကငိုကြွေးခဲ့ပြီးအဖိုးကြီးကိုနှုတ်ဆက်ကထွက်သွားခဲ့ပါတယ်။အဖိုးကြီးကတော့အုံကျူးပြောနေတာကိုကြားနေပေမဲ့မသိကြအောင်စောင့်နေခဲ့ပြီးအုံကျူးထွက်သွားတဲ့အခါမှာမျက်ရည်တွေကျလာခဲ့ကဇလန်လေးပြီးဆုံးသွားပါတယ်